လူသုံးပစ္စည်းရောင်းသူများမိမအကြောင်းပဲစပြောမယ်ထင်တာပဲကျွန်တော်မိမပြောတာပါမိမကမိခင်လေးဆိုတာကြောင့်ပဲလားဒါမှမဟုတ်သူတို့ရဲ့ခန္ဓာကိုယ်တဘာဝအရအဲ့ဒါလိုပဲပြောတတ်သလားမပြောတတ်ပါဘူးဗျာဒီမိမဟာမကြာခဏကလေးတယောက်လိုချင်တယ်လို့ပြောလို့ရှိတယ်ကလေးပေါက်စချီခြင်းနဲ့နှုတ်တိုက်ခြင်းနဲ့လို့ပြောတယ်တကယ်တမ်းကျတော့သူရှိပြီးသားဟာတောင်သူနိုင်တာမဟုတ်ဘူးစာရေးတော်ရေးလောက်ရတာနဲ့စာဖတ်ဖို့ပြောတာနဲ့စိတ်တိုင်းမကြလို့စူရပူရတာနဲ့အားရတယ်မရှိပါဘူးဗျာဒီကြားထဲကပဲနည်းနည်းလေးအေးလူရှိရင်ကလေးလိုချင်တဲ့အကြောင်းပြောတတ်တာပဲကလေးဆိုတာကသိတဲ့အတိုင်းမလိုချင်တာခက်တာလိုချင်ရင်တော့အလွယ်လေးပဲရှာပပတချို့လူတွေကလွယ်လို့ပေါ့လေအဲ့တော့ကဲမင်းဒီလောက်ကလေးလိုချင်လေဝိပေါ်လက်ကွာလို့ပြောရင်တော့လေမွေးရသလားဆိုတော့လေမမွေးရဘူးကြောက်ပြန်နေလူလားမြောက်အောင်ပြုစုပြောထားမှတွေဘာတွေကြတော့တွေးကြည့်ပြီးမောတယ်နဲ့သို့တော့မကြောက်ဘူးကိုဝင်ဆောင်ရမှာကိုသာကြောက်တယ်လို့ဆိုပြန်လေဟုတ်ပါတယ်လေသူ့အနေနဲ့ကြောက်မဲ့ဆိုလဲကြောက်เสียပဲဒီမိမကကိုဝင်ဆောင်မိခင်လူများနဲ့တူတာမဟုတ်ဘူးကိုဝင်ရှိသားအချိန်ကစပြီးအန်လိုက်အော်လိုက်နဲ့ဘာအစာမှစားရမြူရတယ်မရှိဘူးလူပမာလုံးကိုဖြစ်လို့ပဲသူကအဲ့ဒီဝေဒနာကြီးကိုကြောက်တယ်ပြီးတော့သူ့မှာအရင်ကလေးတုန်းကဗိုက်ခွဲမွေးရဘူးတဲ့ကြာစွန်ရှိတော့အခုကလေးမွေးရင်လေဗိုက်ခွဲမွေးရအောင်မယ်ဆေးထိုးရဆေးသွင်းရဘာညာတွေကမတော်တဆANDရဲ့ယောဂကူးမှာဖြစ်စသဖြင့်အဲ့ဒါတွေကြောက်တာပဲရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကမဂဇင်းမှာတွေ့ရတဲ့ပိုင်အငါးနဲ့ကလေးမွေးတဲ့ကိစ္စကိုတစုံတစလှမ်းပြောလိုက်တဲ့အခါသူငေါက်ကနေထလာတယ်တေစီချာချာလေးဖပြသမ်းမအောင်တဲ့ကျွန်တော်လဲမဂဇင်းနဲ့ပါတဲ့သတင်းကိုအစာအဆုံးဖတ်ပြလိုက်တယ်ယောဂတစ်ခုကြောင့်တိတ်တုံးတဲ့အိမ်ထုတ်ထားရလို့ကလေးမရနိုင်ဖြစ်နေတဲ့အမျိုးသမီးနဲ့သူ့ယောက်ျားကခင်မိသားစားလုပ်ငန်းလုပ်တဲ့ဆရာဝန်စီကိုသွားဆရာဝန်ကအမျိုးသမီးစီကမမျိုးဦးနဲ့အမျိုးသားစီကအဖိုးဘိုးကိုဆက်ပြီးမြွန်တရေသားလို့ခေါ်တဲ့အဲ့ဒီသားလောင်းကလေးကိုတခြားမိန်းကလေးတယောက်ရဲ့တိမ်နဲ့ထည့်ပြီးအဲ့ဒီမိမရဲ့အသွေးအသားနဲ့ကြီးထွားတိုင်းနေ့စီလာစီမွေးပြီးကလေးကိုဟိုအမျိုးသမီးနဲ့အမျိုးသားကယူကြတယ်အငားကိုဝင်ဆောင်ပြီးတဲ့အမျိုးသမီးကိုတော့အခါကျင်းငွေဘယ်ရွေ့ပဲမြပြီးအဲ့ဒါလိုလုပ်ကြတဲ့အကြောင်းရေးထားတဲ့သတင်းတစ်ပုဒ်ပါပဲမိမကအဲ့ဒါနားထောင်ပြီးသူ့အတွက်လမ်းစားပေါ်သွားပြီဆိုတဲ့ပုံစံမျိုးနဲ့ဝမ်းသာအားရဖြစ်သွားတယ်မြန်မာပြည်မှာအဲ့ဒါမျိုးလုပ်လို့ရရင်တိတ်ကောင်းမယ်တဲ့ပြောလိုက်သေးတယ်တိတ်စိတ်ကူးရင်နဲ့ပိုင်ငားတဲ့မိမကိုပေးရတာကြီးပဲဒေါ်လာ1000ဆရာဝန်နဲ့ဆေးကန်းကိုဘယ်လောက်ပေးအောင်မလဲမသိဘူးမြန်မာငွေနဲ့ဆိုရင်ဘယ်လောက်ရှိမလဲတွက်ကြည့်အောင်လို့ဆိုလိုက်တာပဲသူကတော့ခအေးလေးပါပဲဒီမှာဆိုဒီလောက်မကြနိုင်ဘူးတဲ့ဒီလကစားပြီးအပတ်စဉ်တီမန်ထိုးမယ်တဲ့ထီပေါက်တဲ့ချိန်နဲ့မြန်မာပြည်မှာအဲ့ဒါတွေလုပ်လို့ရတဲ့ချိန်တစ်ပြိုင်တည်းလောက်ကြရင်โอเคပဲတဲ့အဲ့ဒါလိုပြောပြီးသူအိယာဝင်သွားတယ်ကျွန်တော်မဂဇင်းတအုပ်လုံးဖတ်ပြီးတဲ့အချိန်မှာတော့မိမကအတန်ပလန်တွေထွက်ပြီးအိပ်ပျော်နေပြီဘိုင်အငားနဲ့ကလေးမွေးတဲ့အိမ်မက်တောင်မတ်နေပြီထင်ပါရဲ့သူ့အိမ်မက်ကဘလို့နေသလဲတော့မသိဘူးကျွန်တော်အိမ်မက်ကတော့ဗျာဇလန်းကဖေနာကဘလို့စသလဲတော့မသိဘူးကျွန်တော်သိတာကကျွန်တော်ကိုလူတစ်ယောက်ကကားနဲ့လိုက်ပို့တယ်လူတစ်ယောက်ဆိုတာတတိတစ်ယောက်ရဲ့အခါရစီဒါမှမဟုတ်ဒရိုင်ဘာတစ်ယောက်ဖြစ်မယ်လမ်းမှာမိုးရီတိုက်ကြီးတွေနှစ်ထပ်သုံးထပ်လမ်းမကြီးတွေမြင်ရတယ်ခြံကြီးဝင်းကြီးတွေတာနာပြီးတော့အဲ့လမ်းကြီးကိုဖြတ်သွားရတယ်နောက်တော့မြို့ပြင်ဘက်ရောက်လာတယ်ကြဲကြဲတောက်နေပူအောင်လွင်တိခေါမင်တစ်ခုကိုဖျက်ပြီးအေယာမအမိုက်ပုံကြီးတွေကိုတွေ့ရတယ်အဝေးကကြည့်တဲ့အခါတောင်ကုန်းကြီးတွေလိုထင်ရတယ်အမိုက်တရိုက်တောင်တန်းကြီးတွေရဲ့နောက်ဖက်မှာရက်ကွက်တစ်ခုပေါ့တမျိုးတခေါကြီးပဲမြို့တစ်မြို့စာလောက်ရှိတယ်ဒါပေမဲ့တိုက်ရင်တော့တလုံးမှမတွေ့ရဘူးခြေတံရှည်တသားအိမ်တော့မရှိဘူးအားလုံးမြေဆိုင်တဲ့ထရန်ကာတွေအတူအစအဟောင်းတွေနဲ့ခနော်ခနဲ့နဲ့စောက်ထားတဲ့ဟာတွေကြီးပဲရက်ကွက်အဆက်မှာကားရက်တွေဆင်းတော့ခမရတို့ရက်ကွက်ရောက်ပြီတဲ့ကမ်းမောင်းသူကပြောတယ်ကျွန်တော်တကားဖွင့်ပြီးဆင်းတယ်သူက
ပြန်လှည့်သွားတယ်ကျွန်တော်ရှီနာကရက်ကွက်ကလေးကိုကြောင်တောင်တောင်ကြည်ရင်ကြံရစ်ခဲ့တယ်ဒါကျွန်တော်တို့ရက်ကွက်ဆိုပါလားဟိုလူစကားစဉ်းစားမိပြီးကျွန်တော်ထိတ်ကနေဖြစ်သွားတယ်ငါဒီရက်ကွက်ကလာတဲ့ဒါဖြင့်ငါပါကောင်လဲငါဖယ်တိုင်းပြီလဲဖယ်အရက်လဲငါတွေနဲ့ငါနေတဲ့နေရာစုပါလားကျွန်တော်စိတ်မချမ်းမသာဇဝေဇဝါနဲ့ရှောက်လာတယ်ကျွန်တော်တိတလို့လို့ဖြစ်လာတယ်ဟုတ်တယ်ဗျာဟိုရှိဟာကကျွန်တော်အိမ်ဆိုတာကားကိုယ်တော်ဟောင်းတစ်ခုလိုပုံစံမျိုးပဲသို့တော့အဲ့ဒါကျွန်တော်အိမ်မဲလို့အိမ်မက်ထဲမှာကျွန်တော်တီချာသိလိုက်တယ်အိမ်ထဲဝင်လိုက်တော့မိန်းမကိုတွေ့တယ်ကျွန်တော်မိန်းမဆိုတဲ့မိန်းမကအသားမင်းပဲနှခမ်းလန်လန်စပင်ကောက်ကောက်နဲ့နီကရိုးမတယောက်ပဲငါဒါကြီးနဲ့ဘယ်တော့မှဘယ်လိုရသွားတော့ပါလဲလို့ရုတ်တရက်တွေးလိုက်မိတယ်သို့တော့အိမ်မက်ဆိုတာကြာမစင်စားတတ်ကြပါဘူးမိန်းမကကုတ်ပြစ်ကလေးတစ်ခုပေါ်မှာငြိမ်ပြီးထိုင်နေတာတွေ့ရတယ်မျက်နှာတော့မကောင်းဘူးသို့တော့ကျွန်တော်မိန်းမမျက်နှာမကောင်းတာမဆန်းပါဘူးတစ်ခုပဲရှိတယ်ဒီနေ့ကျွန်တော်မျက်နှာမကောင်းမှုကခါတိုင်းနေ့တွေထက်နည်းနည်းပိုးနေတယ်လို့ထင်မိတယ်သို့တော့ကျွန်တော်ဘာမှမေးမြန်းမနေတော့ပါဘူးမိလို့လဲမိန်းမကဖြေချင်မှဖြေတာကိုရှင့်ကိုပြောလို့ကိုရှင်ကဗတ်တတ်နိုင်ပါလေလို့ပြန်ဖြေရင်လင်မယားရံဖြစ်ရအောင်ပဲအဲ့ဒီတော့သူပြောမှပဲနားထောင်တော့မယ်ဆိုပြီးသားကလေးလဲနေတဲ့နေရာနာသွားထိုင်တော့တယ်သားလေးကနေမကောင်းဘူးမိန်းမကစိတ်မချမ်းသာတဲ့မျက်နှာနဲ့ကျွန်တော်ကိုလှမ်းကြည့်ပြီးသူ့နေရာကထလာတယ်မိန်းမကမပေါ်ပါတော့ဘူးသူ့ဘက်ကတနင်တဘိုးကြီးကိုဖြစ်နေပြီအမှန်တော့ကိုဝင်က9 လကျော်ပဲရှိသေးတယ်ဘက်ကပူတတ်တော့ပုံမှန်ထက်ကိုလေးလံကြီးဖြစ်နေတယ်ဒီကိုဝင်ဟာကျွန်တော်နဲ့ရထားတာမဟုတ်ဘူးအမှန်ကတော့ကျွန်တော်မိမကိုဝင်ဆောင်တာ18 ကြိမ်ရှိသွားပြီဒီအထက်မှာကျွန်တော်နဲ့ရတာ2 ယောက်ပဲပါတယ်ကျန်တာတွေကသူများဘိုက်တွေသူများသတိသားကိုဘိုင်ငါကိုဝင်ဆောင်ပေးရတာတွေဘယ်ကဘယ်လိုဒီဘွားတဲ့ကျွန်တော်တို့ရောက်ခဲ့ကြတယ်လဲမသိဘူးကျွန်တော်မိမဟာကျွန်တော်နဲ့ရကြတဲ့ကပဲသူများသတိသားတွေကိုအခါချင်းဝေယူပြီးကိုဝင်ဆောင်ပေးရတဲ့အလုပ်လှုပ်လာခဲ့တာခုဆိုရင်နှစ်ပေါင်း20 နီးပါးရှိပြီတပိုက်ပြီးတပိုက်တက်တယ်ကိုမရှိဘူးအစာပိုင်းကတော့ဒီအလုပ်ဟာအတော်လေးကြိုက်တယ်သတိသားပိုင်ရှင်တွေကသူတို့သေးသားလေးကိုအလုံးအထည်အကောင်အတွက်ဖြစ်လာတဲ့အထိသေးသားဖြစ်တင်ပေမဲ့မိခင်အတူဖြစ်သူကျွန်တော်မိမကိုဝင်ဆောင်က6 လကအပြင်အာဟာရပြည့်တင်မဲ့စားဖို့အစားအစာတွေဆေးဝါးတွေစိတ်လက်ကြည်လင်အောင်ဆိုပြီးတော့မကြာခဏလက်ဆောင်တွေပေးကြခံရတယ်အဲ့ဒီတော့ကတော့ကုသိုလ်လဲရဝမ်းလဲဝပေါ်မိမအတွက်ပဲပြီးတဲ့စားကောင်းတောက်ဖွယ်တွေတတိဝလံတွေကျွန်တော်လဲအဝါအပြဲစားခဲ့ရတာပဲအဲ့ဒီတော့ကကိုယ်တရီသားကိုသူများပိုင်ငှားပြီးကိုဝင်ဆောင်ခွင့်ကြသူတွေကလည်းများသောအားဖြင့်ကျမ်းမာရေးအခြေအနေရတကယ်ကိုယ်တိုင်ကိုဝင်မဆောင်နိုင်ကြလို့သူများကိုအားကိုးကြရတဲ့မိခင်စိတ်ကြီးဝတဲ့မိခင်လောင်စစ်တွေပဲနောက်ပိုင်းမှာတော့ဒီကိစ္စသိကိစ္စလာတယ်ကလေးတော်လိုချင်မှရဲ့ဘိုက်ကြောပြက်မှာကြောက်တယ်ဘိုက်နာပြီးကလေးမွေးရမှာကြောက်တယ်ဘိုက်ထဲမှာကလေးတစ်ယောက်လွယ်ပြီး6 လ10 လမနေချင်ဘူးဆိုတဲ့မိန်းမတွေပိုက်ဆံလဲချမ်းသာကြတယ်အဲ့ဒီမိန်းမတွေကလည်းအများကြီးပါမြို့ကြီးတွေကတိုက်တာအင်အားကြီးတွေမှာနေကြတဲ့ဟာတွေပေါ့သူတို့ကကျွန်တော်မိန်းမလိုကိုဝင်လက်ခံတဲ့မိန်းမမျိုးတွေစီမှာသူတို့ဘိုက်တွေလာအပ်ကြတယ်ကျွန်တော်မိန်းမလိုဘိုက်အဲ့လက်ခံတဲ့မိန်းမတွေလည်းများလာတယ်တဖြည်းဖြည်းနဲ့မြို့ထဲကတထေးမရတွေအလုံးကိုစားကျွန်တော်တို့ရက်ွက်ကစင်းရဲသားမရတွေဟာအခါစားနဲ့ဘိုက်ကြီးပေးရတဲ့အခြေအနေမျိုးဖြစ်လာတယ်ဒီအခါမှာဂျာကဖြတ်စားရက်စားလုပ်တဲ့လူတွေပေါ်လာတယ်ပွဲစားတွေကိုဝင်ဆောင်အကျိုးဆောင်လုပ်ငန်းတွေတူပြောရရင်ကျွန်တော်တို့ရက်ွက်ကကျွန်တော်မိမအပါဝင်ဘိုင်ငါးသမားတွေဟာအဲ့ဒီအကျိုးဆောင်လုပ်ငန်းတွေလက်ထက်ရောက်သွားတယ်စာချုပ်အနောင်အဖွဲ့အမျိုးမျိုးစီကံချက်အမျိုးမျိုးဒဏ်ကြီးအမျိုးမျိုးနဲ့ကျွန်တော်မိမဟာသူများကိုဝင်2 ကြိမ်ပြတ်ကြဘူးတဲ့2 ကြိမ်လုံးမှာကျွန်တော်မိမဟာအကျိုးဆောင်လုပ်ငန်းရှင်တွေဖွင့်လှစ်ထားတဲ့စေယုံစီကနေကဆရာဝန်များရဲ့ညွှန်ကြားချက်တွေအတိုင်းမလိုက်နာမလို့ဖြစ်ရတာဆိုပြီးတ
တရားရုံးကဆုံးဖြတ်တဲ့အတွက်ဒဏ်ငွေမချိမငတ်အရိုက်ခံရတယ်အဲ့ဒီငွေကိုဆက်ဖို့အတွက်ကျွန်တော်မိမဟာကိုဝင်၄ချိန်ဆောင်ပြီးခဲ့ရတယ်ဒီတန်တရားတွေကကျွန်တော်တို့ဘယ်မှာတွတ်နိုင်မှာတော့မလဲဗျာမိမကျွန်တော်အနားလာခိုင်းနေသူမျက်နှာကြည့်ရတာတစ်မျိုးကြီးပဲကျွန်တော်ကြောက်လာတယ်ဒီမိမဒီမျက်နှာနဲ့ကြည့်ရင်သူ့ဘက်ကထွက်လာမဲ့စကားတွေဟာကျွန်တော်အတွက်ကြောက်စရာတွေကြီးဖြစ်ရမယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်သတိထားစိတ်ထိန်ပြီးမိမစကားပြောဖို့ပြင်နေတာမရိပ်မိတဲ့ပုံစံမျိုးနဲ့တစ်ဖက်လက်နေလိုက်တယ်အဲ့ဒီအခါမှာအနီးမှာရှိတဲ့ကျွန်တော်သားလေးကိုကျွန်တော်စိတ်မချမ်းသာစွာကြည့်မိပြန်တယ်ဒီမိမနဲ့နေခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းကိုသွေးကိုသားကိုမွေးဖွားဖို့အခွင့်အရေးနှစ်ကြိမ်ပဲရခဲ့တယ်ကျွန်တော်ပြောခဲ့ပြီးအဲ့ဒီနှစ်ကြိမ်မှာအခုရှိနေတဲ့သားကလေးတယောက်ပဲအဖက်တင်နေတယ်အဲ့ဒီတူးတဲ့သောသားလေးကိုတော့မှကျွန်တော်တို့ဘာကြောင့်မှမသိဘူးဝိတုခတွေအင်မတန်ကြီးကြတယ်ဗျကျွန်တော်တို့မှာထမင်းစားဖို့တခြားအလုပ်မရှိကြတာလားဒီအလုပ်အပြင်တခြားဘာမှမလုပ်တတ်ကြတာလားဒီသားလေးကိုကျွန်တော်တို့ငွေရှာခိုင်းခဲ့ရတယ်သားလေးမှာကြောက်ကတ်တစ်ခုမရှိတော့ဘူးပြီးခဲ့တဲ့နှစ်ကလေးကရောင်းထုတ်ခဲ့ရတယ်ဈေးတော့ကောင်းကောင်းရခဲ့ပါတယ်ကြောက်ကက်ယောဂဖြစ်နေတဲ့အတွက်သူ့အရွယ်တတိသားလေးတယောက်ကိုရောင်းလိုက်ရတယ်တတိသားလေးကတော့ဘလို့နေတယ်လဲမသိဘူးကျွန်တော်သားလေးကတော့အဲ့ဒီကြောက်ကက်တစ်ခုထိုးရောင်းပြီးကလေးကကျမ်းမာတယ်မရှိဘူးလူကလေးဟာဖော့တုဖွားရောင်ရောင်ဖြစ်နေတယ်ဒါပေမဲ့သားလေးဟာကျွန်တော်တို့မိဘများကိုအပြစ်မဆိုရှာဘူးရောင်းတော့ကလည်းသူကိုယ်တိုင်လူချင်းချင်းပါသူ့အတွက်3-4နှစ်စာကျောင်းစိတ်ရောက်အောင်ဆိုပြီးရောင်းခဲ့ကြတယ်ပညာတတ်မှပဲဒီအောက်တန်းစားဘွားကလွတ်မယ်မဟုတ်လားကြောက်ကက်တစ်ခုထုတ်လိုက်တဲ့အတွက်ဘာမှထူးခြားမသွားနိုင်ဘူးလို့ပဲအားလုံးကပြောခဲ့ကြတယ်လေဒီတော့ဒီလိုပဲကြောက်ကက်တစ်ခုတည်းနဲ့နေကြတဲ့ကလေးတွေလူကြီးတွေကျွန်တော်တို့ရက်ကွက်မှာနေတာမလို့တကယ်တော့ကျွန်တော်တို့ရက်ကွက်မှာအင်္ဂါစုံတဲ့လူဆိုတာမရှိသလောက်ပါပဲဗျာကျွန်တော်တို့ဟာမြို့ကတထေးတွေအတွက်ခန္ဓာကိုယ်အပိုပစ္စည်းတွေအဖြစ်မွေးဖွားလာနေကြသလိုပဲတချို့လူများဆိုရင်ရောင်းလို့ရတာမှန်သမျှဖြုတ်ရောင်းလာလိုက်ကြရတာတကူလုံးဘာမှတော့မကြံတော့သလိုပဲသူများသာပြောနေရတယ်ကျွန်တော်ကိုယ်တိုင်လည်းကြည်သမ်းပါဦးဘယ်ဘက်မျက်စိနေရာမှာချိုင်းခွက်ဖြစ်မနေအောင်လို့ပလတ်စတစ်မျက်လုံးထည့်ထားရတယ်ညာဘက်ကအစုပ်မှာတမွာရော့နေတယ်ကြောက်ကတစ်လုံးမရှိဘူးအသေးကိုတစ်ကြိမ်ဖက်ရောင်းမှုတယ်သွေးတို့ရိုးတွင်းကျင်စီတို့ထုတ်ရောင်းတာတော့အချိန်ပေါင်းမရေမတက်နိုင်တော့ပါဘူးကိုအသားကိုလီးစားတယ်ဆိုတာကျွန်တော်တို့မှအစ်စ်မိမကဒီမှာတဲ့မလွဲမရှောင်သာမိမနဲ့မျက်နှာချင်းဆိုင်လိုက်ရတယ်ကျမလည်းရှင့်ကိုမပြောချင်ပါဘူးအားလဲနာပါတယ်တနာလဲတနာတယ်ဒါပေမဲ့သားလေးကိစ္စမြန်မြန်လုံးမဖြစ်မယ်မဟုတ်လားမှန်တယ်တကယ်ဆိုတော့ကျွန်တော်သားလေးကြောက်ကက်ရောင်းတော့ကစိတ်ယုံကလူတွေတိတိကျကျစစ်စားရဖို့ကောင်းတယ်ကြောက်ကက်တစ်ခုသိမကောင်းမှန်းသိရင်ဟိုတစ်ခုကိုဘယ်ရောင်းပြစ်မလဲဥပဒေအရာလဲရောင်းခွင့်မပြုဘူးအခုကျွန်တော်သားစိတ်ကူဖို့ငွေလိုနေပြီဆိုတော့သူတို့နဲ့ပဲဆက်ဆက်ပြီးငွေရှာရမှာတာယောဂါကဒီအတိုင်းကုလို့ရမယ့်ပုံမပေါ်ဘူးကြောက်ကက်အစားထိုးရမယ်ဆိုတာမျိုးဖြစ်ချင်းဖြစ်သွားနိုင်တယ်အဲ့ဒါဆိုရင်မလွယ်ဘူးကျွန်တော်စီကတခုခုဖြုံရမှာပဲကျွန်တော်တပြင်းချတာကိုကြည့်ပြီးမိမမျက်နှာမှာစိတ်မချမ်းသာတဲ့အရေးလက္ခဏာတွေပိုထင်ရှားလာတယ်ဒါပေမဲ့မိမကတော့သူပြောစရာရှိတာကိုပြောပြအောင်ဆက်ပြောတယ်သူလည်းအရေးထူးနေပြီလေမနက်ကအိမ်ကိုစေးရုံကပွဲသားတယောက်ရောက်လာတယ်ယောက်ျားလျာမတယောက်ကယောက်ျားပြအောင်ခွဲစိတ်ပြီးပြောင်းကျင်လို့တဲ့ဆေးရုံကွန်ပျူတာကထုတ်ပေးတဲ့စင်းရသူနဲ့အသားတက်ချင်းနီးစပ်သူစင်းထဲမှာရှင်ထိတ်ဆုံးကပါနေတဲ့ပစ္စည်းမမြင်ရသေးပေမဲ့ကွန်ပျူတာဖော်ပြပေးချက်တဲ့တင်ဝသူကတိတ်ကြိမ်နေပြီးဈေးကထိတ်တန်းစည်းရမယ်လို့ပြောတယ်သားကိုတိတိကျကျကောင်းတော့အောင်စေးကုနိုင်ရောမကခမရတို့အိမ်တော်ပြင်ဆောက်လို့ရမယ်ဆိုရပြပွဲစားကတော့အမခံသွားတာပဲသူတို့ကမြန်မြန်အလုပ်ဖြစ်ချင်တယ်ဒီယောက်ျားလျာဆိုတာမျိုးကတိတ်ဆိတ်နေတာမဟုတ်ဘူးတဲ့အဲ့ဒီတော့စိတ်ပြောင်းသွားရင်အလုံးမဖြစ်ပဲနေမယ်တဲ့အဲ့ဒီတော့
နှက်ဖြန်ကိုနောက်ဆုံးထားပြီးအကြောင်းပြန်ပါတဲ့သဘောတူတယ်ဆိုရင်ဒီအပတ်ထဲငွေချင်မယ်ငွေချင်မဲ့နေတဲ့ပစ္စည်းဖြုတ်မယ်တဲ့မိမစကားနားထောင်ရင်ကျွန်တော်ဇောချွေးပြန်လာသည်တီတီငိမ့်ငိမ့်နဲ့ပြောနေနိုင်တဲ့မိမကိုကြည့်ပြီးကျွန်တော်ကြောက်လာတယ်လောကကြီးမှာဘာကိုတန်ဖိုးထားရမှန်းမသိတဲ့မိမပါလားဆိုပြီးတော့လေဒေါသထွက်လာတယ်ကျွန်တော်ရုတ်တရက်ထားရက်လိုက်မှအိမ်ငှထုတ်တန်းနဲ့စောင့်မိတယ်ဘယ်ဟုတ်ပါမလဲဂရင်ဘေးနာကစပွဲဆောင်နဲ့ကျွန်တော်ကောင်းစောင့်မိပြီးအိယာကနတ်လူလာတာဖះဖះငါအိမ်မက်မက်နေတာပါလေငါအိမ်မက်မက်နေတာပဲလို့သတိရပြီးစိတ်ထဲသက်သာသွားတယ်ဒါပေမဲ့ရှင်တွေဘာတွေတုံလို့ပေါ့ခေါင်းကလည်းနာသွားတယ်ချွေးတွေတုံရင်ကျွန်တော်မိကလုတ်ဖွင့်လိုက်တယ်ကျွန်တော်နဘေးမှာမိမကနှစ်ချက်အိပ်ပျော်နေတယ်ကျွန်တော်မိမအစ်စ်အိမ်မက်ထဲကနေဂရိုမနဲ့တခြားသည်ကျွန်တော်ဇောချွေးပြန်နေတဲ့အချိန်သူကတော့ခန္ဓာကိုယ်တဘာဝအလားတွေလစ်ဟာပြီးစိတ်ချလက်ချကြီးအိပ်ပျော်နေလိုက်တာမျက်နာကလည်းပြုံးနေတရားအိမ်မက်ထဲမှာများသားစုမြတ်ပန်းနေရောသလားကျွန်တော်ရင်တွေတုံနေသေးရဲ့ဗျာရေတစ်ခွက်ထပ်တော့တယ်မိပိတ်တယ်1 2 3 4အစမပြည့်ရေပြီးအိပ်ပျော်အောင်ပဲအတင်းမှိတ်အိပ်ပလိုက်ပါရဗျာ